ရှင်တွေကိုလာတန်စိန်လူချင်းနဲ့မလေးတွေအတွက်ပါရှင်ဒါလေးတွေကတော့နှစ်တရာချီတာအသားကောင်းလေးတွေကိုမှအဲဒါလေးတက်ထွက်သွားတဲ့ဟာလေးတွေရောအဲဒါမပါတဲ့ဟာလေးတွေရောစစ်ခောက်လို့ရင်းနေမှာပဲဗီဒီယိုလေးကိုရိုက်ပြပေးလိုက်ပါတယ်ရှင်အယောင်လေးတွေအစင်လေးတွေကတအားကိုလှပါတယ်ရှင်အပြင်ရောင်လေးမိထားတဲ့မမလေးတွေညီမလေးတွေတွေ့ရောပေါ့နော်ဒါလေးကတော့သဘာဝလေးတိုင်းပဲရိုက်ပြပေးထားတာပါအယောင်မှန်လေးရိုက်ပြပေးထားတာပါရှင်အထည်အယောင်လေးတွေကကြတော့လေညီမလေးတို့ကဘယ်လိုပဲအယောင်မှန်လေးပဲရိုက်ပြမမတို့အသုံးပြုတဲ့ကိုသုံးပြုတဲ့ဖုန်းပေါ်မှာမူတည်ပြီးတော့ resolution ကွာပြီးတော့ color အလေးတက်လေးကွဲပြားနိုင်ပါတယ်ရှင်အပြင်အောင်တိတိကျကျလေးသိချင်တယ်ဆိုရင်တော့လေရွှေမင်းတို့ရဲ့ showroom မှာလာပြီးတော့ကြည့်လို့ရပါတယ်ရှင်108လမ်း65နဲ့66ကြားမှာပါအထက်လေးကိုမှာယူချင်ပါတယ်ဆိုရင်တော့ TikTok CB ပဲဖြစ်ဖြစ်ရွှေမင်းတို့ page messenger ရွှေမင်းတို့ page ရဲ့မှာလို့ရပါတယ်ရှင် Viber ဖုန်းနံပါတ်လေးကတော့9566 10 50 နဲ့25638534ပါဒီထဲမှာဆိုရင်တော့ design အစဉ်အစုံထည့်ပြပေးထားပါတယ်ရှင်တသိန်းအောက်အထည်လေးမို့လို့အရန်ကိုတန်ပါတယ်เนาะတကယ်ကတော့တသိန်းကျော်ရှိတဲ့အထည်လေးတွေပါဒါပေမဲ့အဲ့ဒါလေးတက်ပါသွားတာမို့လို့အကုန်လုံးကို short ပေးထားပါတယ်ဈေးတွေအများကြီး short ပေးထားတာမို့လို့လုံးဝယူတင်တော့ပါရှင်ဘာလို့အဲ့လို short ပေးထားလဲဆိုတော့အဲ့ဒါလေးတွေပါသွားတာလေးတွေရောညီမလေးတို့တကြံတွေအတွက်ပေါ့เนาะပေးချင်တဲ့သူလေးတွေအတွက်ရောပါရှင်ခလေးလေးဖြတ်ပြေးသွားတာလေးတော့တိခံပြီးတော့ကြည့်ပေးပါเนาะလှလိုက်တာအဝါရောင်လေးနောက်ထပ်တစ်ခုကဒီအောက်ကဆိုရင်အိမ်မက်ဆန်အနီလေးပေါ့နော်တော်တော်လေးကိုမှလာပါတယ်ရှင်အနီညို့ကလေးမှာခတ်ပေးထားတာလေးပါရှင်ကြိုက်တဲ့အယောင်အစင်ပါတယ်ဆိုရင်တော့ screenshot လေးနဲ့ page messenger လေးကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်ကဲအယောင်အလှလေးတွေဘာလေးတွေပါမလဲဆိုတာတော့စိတ်ကြည့်ပေးလိုက်ပါဦးနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီနောက်ထပ်ပြတဲ့ဒီစိန်ခွက်လေးဆိုရင်ညီမလေးတို့ဒီအောက်ကကျသွေးရောင်လေးပေါ့နော်ကျသွေးရောင်စိမ့်ခွက်လေးဆိုရင်တကယ်ကတသိန်းကျော်ပါတယ်ရှင်ဒါပေမဲ့ဒါလေးတွေအဲဒါဈေးထဲမှာပဲထည့်ပေးထားတဲ့ဟာလေးတွေပါရှင်အဲဒါလေးကတော့မိရီဘာလေးတွေပါလာလဲဆိုရင်တော့ချီကျော်အနာမလပွင့်ဆွဲချမ်းဆက်စီစွန်တစ်ခုမဟုတ်တစ်ခုအဲ့လိုညီးတဲ့ထည်လေးတွေကိုအဲဒါထည်လို့သတ်မှတ်ပြီးတော့ short ပေးထားတာပါရှင်အဲဒါထည်လေးတွေကိုမှာယူမဲ့သူလေးတွေကိုတစ်ခု regress လုပ်ချင်တာကတော့လေ sensitive ဖြစ်တဲ့သူလေးတွေမယူပါနဲ့เนาะအဲဒါသဘောတရားလေးတွေလက်ခံနိုင်တဲ့သူလေးတွေပဲယူပေးဖို့မေတ္တာရက်ခံပါတယ်ရှင်အခုချိန်မှာမြင်နေရတဲ့အောက်ကအဝါကြီးဆိုအရန်ကိုတန်ပါတယ်เนาะအောက်ကမြင်နေရတဲ့ဒီအဝါလေးဆိုရင်လေတကယ်ရိုးရဝမ်းဆက်ကြီးပါရိုးရသားကြီးပါသူကအမိတ်တိုင်လည်းပါတယ်ဒီလိုအပွင့်ပြည့်လည်းပါတယ်ပေါ့နော်အမိတ်တိုင်လည်းပါတယ်ပွင့်လည်းပါတယ်သူကလည်းချီကျော်လေးဖြစ်သွားမို့လို့အဲ့ဒါမထဲမှာထည့်ပေးလိုက်တာပါဒီအထည်ကြီးဆိုရင်ဒီမာရီ9000ကျော်တသိန်းနီးပါးရှိတဲ့ဟာရိုးလေ9000ကျော်လေးနဲ့ရမှာပါရှင်တအားကိုတန်တော့ပါအဲ့ဒါထည်လေးတွေဖြစ်ပေမဲ့လည်းကြီးလိုက်တာနဲ့ကိုမှလှပြီးတန်နေတဲ့ထည်လေးတွေပါရှင်ဈေးနှုန်းတွေလည်းအရန်ကိုဖဲဖြစ်တာမို့လို့ကြိုက်တာလေးပါရင်တွတ်လေးလာခဲ့ဖို့တော့ဖိတ်ခေါ်ပါရရှင်ကျေးဇူးများတင်ပါတယ်ရွှေမန္တလေးကရွှေမနောပါရှင်